အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် JBL Beach ကိုသွားမှာဖြစ်ပါတယ်အခုကတော့ JBL Beach ကိုသွားဖို့အတွက် Metro Station ကိုသွားနေရဖြစ်ပါတယ်ကျွန်တော်ခုသွားနေတဲ့ Metro Station ကတော့ Mall of the Emirates Metro Station ပါခုဆိုရင်တော့ Metro Station ရောက်ပါပြီခုက17ခွဲ7လောက်မှ Metro Station ရောက်တော့ Metro Station ရဲ့လူအရင်ရှင်းနေရပါတော့ပုံမှန်တိုင်းဆိုရင် Metro Station ကမနက်စောပိုင်းရဲ့ညနေခင်းအပိုင်းနေဆိုရင်လူနေနဲ့ရှုပ်တယ်မက်ထရိုပေါ်ရောက်ရှုခင်းနေကျွန်တော်ပြပါမယ်အခုမြင်နေရတော့ဒူဘိုင်းမရီနာဘက်မှာရှိတဲ့မုံမြော်တိုက်တွေပါကျွန်တော်Jumeirah Beach ကိုသွားနေတာပါမဲ့ခုညနာပဲမဲ့နောက်မှလည်းရှုခင်းနေပါညာတော့ပါပါတယ်ဒီကလူအများစုကအဲမဲ့ထွက်လာလိုက်တာဘာမှအခုကတော့ Metro Bus ဆင်းပြီးတော့ beach ကိုလမ်းလျှောက်သွားနေရပါဘာလို့နေခင်းဆိုလူရသိမ်းရှိတယ်ပေါ့နော်ခုမြင်နေရတဲ့ရဲကြီးကိုတွေ့ရင်ကျွန်တော်တို့ beach ကိုရောက်ပါပြီအခု JBL Beach ကအရင်နာမည်ကြီးပါတော့တငယ်ချင်းတွေဒူပေါင်းဆိုင်ရောက်ခါစားဆိုရင် JBL ကိုခေါ်သွားကြရပါတော့ဒါဆိုရင် beach ရောက်ပါပြီသူတို့ကတော့ဒီလိုပဲအရေးခင်းနေပါတယ်ပဲဖြစ်နေတယ်သူတို့ကတတရရပဲဒါဆိုရင်တော့ကျွန်တော်ခု beach ကိုရောက်ပြီဆိုတော့အတနာပေါ်သွားပါမယ်အတနာကတော့ blue water လို့ခေါ်ပါတယ် blue water သွားမယ်ခင်ဗျာ beach ကတော့ I'm okay thank you နေကင်းဘက်လာဆိုတော့တရားပေါ်မှာမီးတွေပါတော့မထွန်သေးဘူးညပိုင်းဆိုရင်သူတို့ထွန်းတဲ့မီးတွေတော်တော်လှတယ်ပေါ့နော်ဒီမိုင်းချော်လည်းနေကင်းမြရတဲ့ view ပေါ့နေကင်းမြရတဲ့ view လည်းလှတာပဲညကြီးတော့မဆောင်တော့ဘူးကျွန်တော်ဒီတရားဆုံးရှောက်မယ်ပြင်ပြန်မယ်ဒီလောက်ပဲတရားပေါ်ရရင်တရားပေါ်မှာရှိတဲ့ view ပြမယ်နော်ဒါဆိုရင်တရားပေါ်ဆက်ရောက်ပါပြီဒီတရားပေါ်နေပြီးတော့ညနေပဲဆိုရင် firework တို့ drone show လို့ရှိရပါတော့ခုကတော့နေကမဲ့ဆိုမရှိဘူးခုဗီဒီယိုဖိုင်တော့ကျွန်တော်ညပိုင်းသွားထားတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ဒါအတိမတ်တယောက်တရားပေါ်ကျွန်တော်လမ်းလျှောက်နေအောင်ရိုက်ပေးထားပါဒါကတော့ခုနကျွန်တော်ပြောတဲ့ညပိုင်းဆိုရင်အရန်လှရဲဆိုတာပေါ့နော်ခုကညပိုင်းဆိုရင်မြင်ရမယ့် view တရားပေါ်မီဒီရဲ့နောက်ကတိုက်ကမီဒီရဲ့ပေါ့နော်ဒါဆိုရင်တော့ခုကျွန်တော်တရားပေါ်နေပြီးဆင်းပြီးတော့ပြန်มาတော့မယ်ဒါဆိုရင်တော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုပေးတဲ့လူအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်